ဒီကနေ့ကလေးသာသနာကလေးမျိုးပေါ်မှာရှိတဲ့ဒီလစင်တိုင်းနဲ့စလေးစင်တိုင်းကနေဒီလိုဒီပိုင်းမှာရှိဘုရားကျောင်းလေးထဲမှာသာဘောတောင်ပေါ်လို့သဘောထားပြီးတော့သင်ခရစ်တော်နဲ့သူဒီမနေ့လေးခေါ်အားယူပြီး Saint Francis Assisi ရဲ့ဝိညာဉ်ရေးလမ်းညွှန်မှုများကိုစဉ်းစားထောက်ဆရဲ့မိမိတို့ကိုဒီကနေ့ပါသင်ခန်းစာရကြပါလေလောင်တာနဲ့ဘုရားရဲ့နဲ့ပေါင်းစပ်ခြင်းဆိုတာတို့ဒီကနေ့အထူးစဉ်းစားကြစဘုရားသခင်ကဗီတိုရီနဲ့နေဆက်တယ်ကဘာမီကြီးကိုအဆူရတော်မူတော်ဖကိုတော်ဒီပညာရှိတော်ဝါဒီအရာများကိုထိန်ဝတ်ထားတော်မူလျက်ငယ်တွေတို့ဟာပေါ်ပြတော်မူပြီးဖြစ်၍ခြေကျိုးတော်ကိုကျွန်ုပ်ချီးမွမ်းပါ၏လူငယ်လူတွေကဲ့သို့ကလေးငယ်ကဲ့သို့ဘုရားသခင်အတွက်အမိုးတော်ထမ်းဆောင်ဖို့ဒီလိုရိုးရှင်းတဲ့အတ္တတာနဲ့အပြည့်အမောင်ထုထဲကနေလာမကိုပြန်လဲခေါ်ဆောင်ဖို့စေတောရဆုလောက်မှာစင်လာခဲ့တဲ့ယဟန်တာ Francis အကြောင်းကျွန်တော်တို့ကြားသိရပါတယ်သူပွဲလေကျင်းပရပါတယ်သူခေတ္တခါမှာလေအရင်ရှင်ဝါရစတဲ့ဘုံကားခဲ့တဲ့အချိန်ဖြစ်ပါတယ်လူရဒုက္ခချမ်းသာတွေ့ဝတော်လို့မှုပဲဥစားပြီးတယ်သူ့အဖေလေးအပါဝင်သူ့အဖေကလည်းသူ့သားကိုဒီဘဝပဲရောက်စီချင်းသူရဲ့ခေါ်ရမှုချင်းနာတော့ထူဆန်းတယ်ငါရဲ့အတင်းတော်သာသနာတော်ကိုပြုပြင်ထိန်းသိမ်းမွမ်းမံပါ Saint Francis Assisi ကိုဘုရားသခင်ကတတိတချာသူရဲ့အတင်းတော်ကိုပြန်လဲမွမ်းမံဖို့ဖိတ်ကြားခြင်းခံရတဲ့ယဟန္တာကြီးဖြစ်တယ်ဖိတ်ခေါ်ခြင်းကိုလက်ခံတာနဲ့သူ့ရဲ့ဒီပြုပြင်ထိန်းသိမ်းရမယ်လမ်းလေးလျှောက်ရတာတော့မတက်တာဘူးမတက်တာရှာဒါမဲ့သူအဲ့ဒါလေးကိုပြိုပြိုဆွန်းဆွန်းနဲ့ခံထားနိုင်ခဲ့ပါတယ်ကျွန်တော်ခုနကြားခဲ့တယ်ပရမကျမ်းစာမှာလဲဣသရေလမျိုးတွေကကျွန်တော်တို့ဘူဘီဒီကအစဒီကနိအထိကိုရောရဲ့အလိုတော်ကိုမလိုက်နာမီလို့ဒုက္ခအကြီးအကျယ်ရောက်ခဲ့ပါတယ်ယေရုရှလင်မြို့တော်ကြီးလည်းဖြစ်ရှိခြင်းခံရပါတယ်ကျွန်တော်တို့ဒီလူဒီတဲ့အလောင်းတွေကိုလည်းပဲငှက်စာဖြစ်သွားပါပြီအပိကြီးမာဟာပါ၏အဘိဣသရေလမျိုးတွေကကျွန်ဘဝကနေပြားစီနဲ့လူတွေစီးဆင်းတဲ့ဣသရေလကနန်ပြည်ကိုရောက်တာနဲ့မချီနတ်မတဲ့တင်ကြတာပဲဘာဖြစ်လို့ဇာဝီဖယားကဲတဲ့ဖယားကိုစွန့်ပစ်ပြီးတော့ဘာဆိုတဲ့ကယ်နိုက်ဆိုပဝန်ချင်ဟာသူရဲ့ဖယားဒီဖယားရဲ့ဘာဆိုတဲ့တိုင်တယ်ကြတော့ကြွယ်ဝချင်းသာချင်းဖယားသူတို့ဒီပြားရည်နဲ့နှုတ်ရည်နဲ့ဘုရားသခင်နဲ့အတူတူနေတာကိုမချင်တဲ့နဲ့ဒီလောကစီးစိမ်ချမ်းသာဖြစ်ရောက်သွားတယ်ဆိုတာဒီကနေ့ Saint Francis ရဲ့အချိန်လုံးကအရင်စင်စနစ်ပုံစံကျွန်တော်တို့တွေ့ရပါတယ်
ဒီနေရာမှာသူတို့ရဲ့ဣသရေလလူမျိုးများကြီးရဲ့အပိကတော့ကျေးဇူးမတိတတ်ခြင်းတခြားဘုရားကိုလိုက်ရှာမိခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့လည်းပဲ Saint Francis Assisi နဲ့သူအတင်းတော်ကြီးကိုပြုပြင်မွမ်းမံသင်တင်သူ့ချက်ကိုဘုရားခင်ကနေအထူးတလဲဖိတ်ခေါ်ထားတဲ့ဂိုင်းအတီးဒီကဒီလာရှင်ဒီကျွန်တော်ဘုန်းကြီးဒီပါကျွန်တော်တို့ဖြစ်မှာလိခဲမှုလေးဒီအပြစ်လို့တာတဲ့ omission ဆိုတာလုပ်တင်တာကိုမလုပ်မိတဲ့ကျွန်တော်တို့အပြစ်လေးတွေလည်းကျွန်တော်ဒီကနေ့စဉ်းစားကြပါစို့ Holy Father ရဲ့ဒီကနေ့ religious ကိုကျွန်တော်တို့ဆုံးမတဲ့ခဲ့တာတော့ without the joy of the gospel preaching the gospel is fruitless ကျွန်တော်တို့ဒီခရစ်တော်ရဲ့ evangelic တရားတော်နဲ့အသက်ရှင်ပြနေထိုင်ခြင်းမှမပါရင်အသက်ပြီးတော့လောကပါတော်ဟောကြားခြင်းနဲ့အသက်ဝင်မှာမဟုတ်ဘူး။သခင်ခရစ်တော်နဲ့နေရဲဆိုရဲ့ညီငွေเสียမဟုတ်ပါဘူး။ဤရှင်ဤတိုင်းရောက်တဲ့နေရာတိုင်းမှာဆွလာဝမြောက်ခြင်းအတိတ်တော်အရာဖြစ်စီဘူးဆိုတော့ကျွန်တော်တို့ကိုတိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ဒါဆိုကျွန်တော်တို့များအခုဘယ်လိုအသိရှင်ရမလဲဒီ Saint Francis Assisi သူကဆင်းရဲခြင်းပါရမီနဲ့နောင်တရခြင်းနဲ့ဘုရားသခင်ရဲ့အလိုတော်ကိုလိုက်နာဆောင်ရွက်တဲ့ပုဂ္ဂိုလ်ကာရိုက်ကိုအလွန်ချစ်မြတ်လို့တဲ့ပုဂ္ဂိုလ်အဲ့ဒါကြောင့်ခရစ်တော်ရဲ့ဒဏ်ရာတော်၅ချက်ကိုသူ့ခန္ဓာကိုယ်မှာရရှိပြီးတော့တန်ပေါ်လို့နဲ့အတူငါတို့၏သခင်ယေရှုခရစ်တော်၏လက်ဝါးကိုင်းကားရမှလွယ်လို့ငါဘာမှဝါကြွားเสียအကြောင်းမရှိပါဆိုလိုက်ခဲ့တဲ့ Saint Francis Assisi ပဲဖြစ်ပါတယ်တကယ်လည်းပဲThe Saint Francis Assisi ရဲ့ဒီ Universal Brotherhood ကိုနေရာကမှာအား Israel တို့ဒီ Islam နိုင်ငံတို့မှာသူတို့ရဲ့ပါရမီကနေထိုင်တတ်ခြင်းနဲ့ leading together as brothers and sisters. That's the message of the gospel. ဒီကနေ့ที่သူတို့ကပေါ်မြင်လိုက်ခဲ့တယ်သူကဒီ Saint Francis သူရဲ့ပတ်စံနဲ့မဟုတ်ဘဝနဲ့ဧဝံဂေလိတရားတော်ကိုဟောကြားတာဖြစ်ဒီတော့သူရဲ့ဒီပုံထိုင်ပုံကျင့်စဉ်တရားအခု20တရားစုအတွက်လေလိုက်ရောညီထွေညီဆဲတဲ့ဖြစ်ပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်လာချင်းလုံးကရိုမာနီမှာရှိတဲ့ Inter-Race Dialogue Commission ကနေဒီ Inter-Race Symposium လုပ်ခဲ့ဒီရဲ့ title ကဘာလဲဆိုတော့ Mahatma Gandhi is an apostle of non-violence ဒါနဲ့စတာဘာဖြစ်လို့ဒီ Mahatma Gandhi ခရစ်ယာန်မဟုတ်ဘဲနဲ့ဒီ Inter-Race Dialogue Peace မှာကူကာကြတာလေဒီ Mahatma Gandhi ထူးခြားခရစ်ယာန်မဖြစ်ပြီးမဲ့ခရစ်ယာန်ရဲ့တို့ရဲ့တမန်ကျမ်းစာကိုမျက်နှာအထူးသဖြင့်တောင်းပေါ်ဒီကနာမင်္ဂလာတရားရှိပါကိုသူကကျင့်ခဲ့သူကခရစ်ယာန်တွေကိုအားကြမိတယ်ဒီချက်လက်ပုံလဲပေါက်ပါဒါမလို့တနည်းတော့ဒီတောင်အာဖရိကဒီမှာ Cape Town မှာရောက်တဲ့အချိန်မှာဘုရားကျောင်းမှာဝင်ခဲ့
ဘုရားကျောင်းကလူဖြူဘုရားကျောင်းဆိုတော့သူ့ကိုနေဒုက္ခနဲ့ပုံပေါက်ဒါကြောင့်မို့ဒီဘာသာကြီးမှာကျမ်းစာတော့လူနေတယ်လူမျိုးဘာသာမခွေဘူးဒါပေမဲ့ဒီဘုရားကျောင်းမှာခွေနေတယ်အသားအရောင်ခွေချနေတယ်ဆိုတော့ခရစ်ယာန်ဖြစ်ဟာမတူတာဖြစ်ဟာမတူမဝန်နိုင်တဲ့အကြောင်းဒါဖြစ်ချင်းဖြစ်နိုင်တယ်ဆိုပြီးတော့ကိုများအတွေ့အကြုံပြီးထားဆိုချင်တာစစ်စစ်တို့ဘုန်းကြီးတွေဆရာတော်တွေဒီကနေ့အကျင့်ပုံစံနဲ့တခင်ခရစ်တော်ကိုတည်တည်ခံခြင်းဘူရုံးကခရစ်ယာန်တွေကနအိုးအသင်းတော်ဟာလူSaint Francis လူမျိုးတို့လူမျိုးဘာသာမကွေပဲနဲ့ကျူဆူခဲ့တော့မဟာဓမ္မကတရားခရစ်ယာန်ဖြစ်နေပုံပဲသူပြောသေးတယ်ကျမ်းစာတိုက်ခရစ်ယာန်တဲ့ကျင့်သွားတယ်ဆိုရင်အိန္ဒိယလူတွေလည်းပဲခရစ်ယာန်ဖြစ်မှာပါဒီအကြောင်းလေးကိုကျွန်တော်ဒီကနေ့တတိယကြပါစို့သူချင်တာတော့ဒီမှာကျွန်တော်တို့ရဲ့ non-violence မဟာဓမ္မမင်္ဂလာတရားရှိပါရဲ့အကျိုးအနိသင်လေးအနိတာရလေးဒီမဟာဓမ္မကနေရှိမှရောက်တော့သူတတ်သွားတဲ့လူကိုပဲခုလိုရည်တဲ့တည်သွားတယ်ပေါ့ကားရိုက်သွားတဲ့ခင်ခရစ်တော်တို့Saint Stephen တို့ရဲ့နမူနာပဲဖြစ်ပါတယ်အတူတူကောင်းပါတယ်ခုနကဒီ Saint Francis Assisi ဆိုတာတဲ့ဒီကနေ့မျိုးဆိုတော့ France Assisi မြို့လေးမှာ Saint Clare Convent တို့ Francis Assisi Francis ကဒီ Convent တို့မှာလူဒီပြည့်ရှင်းနေမှာပဲငင်တဲ့ချင်းနဲ့လေပြီးသွားတယ်ဒါကြောင့်1986ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာယဟန်ကလည်းပြည်ဟာမင်းကြီးလည်းပြည်ပုပ်ဂျွန်ပေါလစကနာငင်းချမ်းချင်းကိုမြတ်လို့ပိုက်ဆိုင်တဲ့ Saint Francis Assisi မြို့မှာ World Day of Prayer for Peace ကိုကျင်းပခဲ့ပါတမိုင်းဝင်ဖြစ်အခုအဲ့ဒါကြောင့်မို့ဒီကနေ့အထိ Saint Francis Assisi ရဲ့ငင်းချမ်းချင်းဆုတော်မေတ္တာဟာလူတိုင်းဘာသာတိုင်းကျွန်တော်တို့ခရစ်ယာန်ဘာသာတစ်ခုနဲ့တစ်ခုဆက်ဆံတဲ့ချိန်ပဲဒီ interest dialogue လုပ်တဲ့ချိန်မှာငင်းချမ်းရေး symposium လုပ်တဲ့ချိန်မှာလက်ဆွဲတဲ့ဆုတော်မေတ္တာအဓိကတော့ဖြစ်လာတယ်ဒီလုံးလုံးလျာလျာဆွလို့ခြင်းနဲ့လုံးလုံးလျာလျာပြီးဆက်ခြင်းဟာ Saint Francis ရဲ့အသက်တာမှာကျွန်တော်တို့တွေ့နိုင်ပါတယ်ဒါရင်မကဘူးကျွန်တော်ဒီကနေ့ Holy Father Francis to Laudato Si လူတွေရဲ့အတ္တကြောင့်လူတွေရဲ့နှလုံးသားနဲ့တာထဲတဲ့ဘဝမှာတောကံတရားဘဝရောက်လို့ဝိညာဉ်ရေးရ6တွေ့သွားလို့ပဝန်းကျင်မှာလည်းဒီအတ္တဆေယဝါမြူသွားလို့တိတော်ဒီစာအိုင်ဒီကိုလောဘနဲ့အတ္တတရားဝါမြူသွားတာဒီကနေ့ပဝန်းကျင်လည်းပဲကျွန်တော်တို့ကဲတဲ့နေအောင် Holy Father အနေနဲ့ကမ္ဘာအမိကြီးဟာတဘာဝပတ်ဝန်းကျင်ကိုထင်းထင်းဆောင်ရှောက်နိုင်ဘူးညာကျွန်တော် religious ကိုလည်းအထူးဖိတ်ခေါ်ထားတာကျွန်တော်လည်းကြိုးစားကြပါစို့ကျွန်တော်ဒီကနေ့သင်ခန်းစာယူရမယ့်အချက်ကတော့ဒီကနေ့မျိုး Corazon Bethsaida နဲ့ Capernaum ယေရုရှလင်မြို့တော်မှာတခင်ခရစ်တော်လာပြီးတော့ကျင်းဆဲတဲ့စကားပြောသွားတာလေကျွန်တော်တို့ရဲ့ community convent နဲ့တူစီတဲ့နှလုံးသားတကပောက်မှာတခင်ခရစ်တော်လာခဲ့တော့ဘယ်လိုနေမလဲအ
အခုလာကောရဇင်ဘက်ဆိုင်ဒါခါဖီရနာအုံးနဲ့ဂျေရုဆလင်မြို့မှာလို့ကျွန်တော်တို့စီမှာလဲဇီမလာမူမလာစိတ်ဆူမလာကျင်းဆဲမလာပေါင်းကြည့်ပြီးမလားဒီမြို့ရပုထိလွန်ဆရာပေါင်းလုံးပဲဖြစ်အမေကျွန်တော်တို့အားလုံးကာနာမြို့လေးလို့ခရစ်တော်ကိုမိမိတို့ရဲ့ guide community နဲ့ဘဝကိုစီမှာနှွေးထွေးပြူငါစွာဆုံးchủရင်သာသနာပြုရင်တို့ဒီကနေ့ကလေးမျိုးကိုစင်ဖရန်စစ်ရဲ့ဆုတောင်းပြီးမှုကြောင့်ငြိမ်းချမ်းခြင်းနဲ့ချစ်ချင်းမေတ္တာဆာမြဲတဲ့နေရာဂရုဏာစီဒနာအနိနာ OS စံစင်ဖွင့်တဲ့နေရာဖြစ်တော့ကျွန်တော်ဖန်တီးကြပါစို့ကျွန်တော်အားလုံးဟာစင်ဖရန်စစ်အစီအစီတို့ချစ်ချင်းမေတ္တာတမန်တော်ဖြစ်နိုင်အောင်ကျွန်တော်ထူးဆန်းကြပါစို့နနစ်တော့ကပမာပြလာခဲ့တယ်သူရဲ့ကြွရောက်လာခြင်းကကျွန်တော်တို့မပြောနိုင်မဆိုနိုင်တဲ့မြင်နိုင်ရမမြင်နိုင်ရကောင်းခြင်းမင်္ဂလာဘယ်လောက်ထိထူးတဲ့သွားတယ်လဲကျွန်တော်တို့ CBC မနေနဲ့လဲ Cardinal Charles ကိုရဲ့သူတို့ရဲ့သူ့ရဲ့ဘယ်အောက်လိုက်ဆိုမလားသူရဲ့ဆုံးမဩဝါဒစာ KBC ပါစတာဒေါက်တာဆမ်ဆွန်တို့ရဲ့လူမျိုးအတွက်ဘာသာအတွက်ကျူးစာခဲ့တာဟိုအတိုင်းဒီမှာလည်းပဲငင်းချမ်းခြင်းအတွက်ရခိုင်ပြည်ကချင်ပြည်နဲ့ရှမ်းပြည်မြောက်ပိုင်းတွေမှာကျွန်တော်တို့ကတိတ်ဆိတ်လို့ဆုတောင်းလို့မဖြစ်ပဲနဲ့တနည်းတစ်ပုံအားဖြင့်ဒီချစ်မေတ္တာကိုအကောင်အထည်ပေါ်ရမည်ဆိုတဲ့တင်ခန်းစာလေးနဲ့အိမ်စာလေးနဲ့ကျွန်တော်တို့တွားနိုင်ဘူးကျူးစာရမှာဖြစ်ပါတယ်ယဟန်တာတပါးကြောင့်ဒီကနေ့ဒီနေရာဟိုမြို့နေရာလူတွေကစိတ်ဝင်စားတော့လူတွေပြောလဲနေတော့ပဲဖြစ်ပါတယ်ဥမာဆိုရင်ဖရန်စစ်အစီအစီမှာလူတွေဖျားဖို့သွားမှာစင်အန်တိုနီယပါဒူဝါဆိုရတဲ့သူ့ချင်းသူ့အခါမှာသူ့ရဲ့ relics သူ့ရှာလေးဘုရားခင်ရဲ့အကြောင်းဟောကြားသွားတဲ့ဆရာလေးကဟိုမှာထားတော့လူတွေဟိုမှာတွားနေတော့စင်ဂျိုဗာနီရိုတွန်ဒူမှာလည်းပါဒရီပီယိုရဲ့နေရာမှာလူတွေဟိုထိစီကားတော့မှာပဲကာလကတာမြို့မှာစင်မာရထရီဇာမြို့တော်လေးမှာပဲသူ့ရဲ့ convent လေးကထူးထူးထွေတော့လည်းမဟုတ်ဘူးသူ့ရဲ့တင်ချာရီနဲ့သူ့ရဲ့ convent လေးရှိတော့တခြားဘာသာတွေလည်းပဲတွားပြီးတော့စီစေဒီရဲ့ခြေထောက်ကိုနမ်းပြီးတော့ငြိမ်သက်ခြင်းကိုရယူခဲ့တဲ့နေရာတွေဖြစ်တည်တယ်လောကမှာမူကောင်းကင်ကိုမေးဆန်းနိုင်တဲ့နေရာတွေယဟန်တာတို့တရားကျင့်တဲ့နေရာတွေဖြစ်ပါမယ်ဒါကြောင့်ကျွန်တော်အားလုံးအားလည်းပဲဒီကနေ့စင်ဖရန်စစ်အစီအစီရဲ့ဆုတောင်းမေတ္တာကြောင့်သူ့လူဧဝံဂေလိတရားတော်ဘူးဒါရတော်၅ပါးနဲ့မှဟောပြောလိုက်ပြီးမှလို့လေသူ့လူပဲနေနေချချဒီစင်ချင်းပါရမီကိုကျင့်ရင်နဲ့ဧဝံဂေလိတရားတော်ဘူးမိမိတို့ဂိုင်းနဲ့မိမိတို့တူစီရဲ့ဘဝမှာကျွေးကြော်နိုင်ရင်ဟောကြားနိုင်ရင်အထူးသဖြင့်အပြုအမူအပြောဆိုအနည်းအထက်အားဖြင့်ခရစ်တော်ရဲ့တရင်ကောင်းကိုဟောကြားနိုင်မှုရကျိုးစားကြပါစို့